ပေါ်နားကိုလုံးနေအောင်လင်းလာမယ်လင်းလာတဲ့နေရာကိုရောက်လာနော်ပြီးရင်ကျွန်တော်ဒီဘက်မှာဒါလေးကိုတုံးလေးနေခြင်းဒီပြက်နေတဲ့ဟာလေးကိုကျွန်တော်အနည်းငယ်လေးတူးပြီးပိုးပြီးလောင်လေးနဲ့ကျွန်တော်လုံးပေးလိုက်မယ်ဆိုရင်ဒီနားလေးရဆိုရင်ကျွန်တော်လုံးလေးပုံစံထွက်လာမယ်ပေါ့နော်ပြီးတော့မှကျွန်တော်ဒါလေးကိုရောက်ကိုဆက်သွားမယ်နော်ဒီပုံစံလေးရပြီပြီးရင်ကျွန်တော်ဒီနားမှာနော်ဒီကောင်လေးကဖြူနေသေးတယ်ဒါလေးကကျွန်တော်တို့အခုံးလေးနော်အဲ့တော့ကျွန်တော်ပုံကိုကြည့်လိုက်ပါပုံကိုကြည့်လိုက်လို့ရှိရင်ဒီနားမှာတုံးလေးကအပေါ်ပါလေးတက်သွားတယ်ဒါလေးနဲ့တစ်ဆက်တည်းလေးသွားတယ်နော်ဒီလိုမျိုးလေးသွားတယ်ပြီးရင်ကျွန်တော်ဒီနားလေးကလင်းနေတယ်ဒါလေးကလုံးလေးဖြစ်နေမယ်နော်ပြီးရင်ကျွန်တော်ဒီအပေါ်ကသူ့ရဲ့ဓာရှင်လေးတိုင်းပဲကျွန်တော်တို့သွားမယ်ဖြည်းဖြည်းချင်းပဲသွားမယ်ကျွန်တော်တုံးပြတ်တာတွေမပါဘူးတုံးတွေရောနေရတယ်ပြေနေရတယ်ပဲပါမယ်ဆိုရင်ဒါလေးကအပေါ်ဖြည်းဖြည်းချင်းခုံးပြီးတော့လုံးလာတယ်နော်ဒါအားဆိုရင်ကျွန်တော်ဒီ lighting လေးကနေကျွန်တော်အပေါ်ကဒါလေးအတိုင်းမြင်းချောင်းလေးဆွဲမယ်နော်ဒါလေးကလုံးလေးဖြစ်ဖို့အတွက်နော်အဲ့တော့ကျွန်တော်ပပလေးအရင်ဆုံးတုံးလေးတွေပပလေးလိုက်ထည့်မယ်နော်အရင်ဆုံးတုံးပပလေးလိုက်ထည့်မယ်မလုံးသေးဘူးเนาะကျွန်တော်တုံးကပြတ်နေရတယ်မလုံးသေးဘူးပြီးတော့မှဒီပြတ်နေတဲ့တုံးလေးတွေကိုမလုပ်မလဲဆိုရင်ပေါ်ကိုကျွန်တော်တို့လင်းတဲ့ဘက်ကိုတုံးကိုကြည်ပြီးမယ်ဒါမှသာလည်းကျွန်တော်ဒါလေးကလုံးပြီးတော့ထွက်လာမယ်နော်ပို့ပြီးတော့လုံးရင်ကျွန်တော် shadow လေးနည်းနည်းပူရင်အဲဆိုရင်ကျွန်တော်တို့လုံးပါတယ်နော်ပြီးရင်ကျွန်တော်ဒီအောက်ကနားလေးကိုဒါလေးကလည်းအဝိုက်လေးနော်အဲ့တော့ shadow တွေအလင်းအမောင်လေးမှန်မှသာလည်းကျွန်တော်တို့ဒီတုံးတွေကလုံးတာဖောင်းတာအဲ့ဒါတွေကကျွန်တော်ပေါ်လိုက်မယ်နော်ဒီဒါနာနဂတ်ထိုင်နေနိုင်နတန်ပြီးလေးနော်အဲ့တော့ကျွန်တော်ဒီမှာတုံးလေးအရင်ဆုံးရင်းလိုက်တယ်ရင်းပြီးတော့မှကျွန်တော်အပေါ်ကိုတူတုံးလေးတွေပြည်သွားပြီးမယ်နော်ကျွန်တော်ဒီနားလေးမှာနားလေးအချိုင်လေးပါတယ်နော်အဲ့အချိုင်လေးကိုကျွန်တော်တုံးလေးနည်းနည်းယူလိုက်ကြောင်းလေးဆွဲမယ်နော်ဒါလေးကလုံးလေးဖြစ်ဖို့အတွက်နော်အဲ့တော့ကျွန်တော်ပပလေးအရင်ဆုံးတုံးလေးတွေပပလေးလိုက်ထည့်မယ်နော်ဒီဆုံးတုံးပပလေးလိုက်ထည့်မယ်မလုံးသေးဘူးเนาะကျွန်တော်တုံးကပြတ်နေရတယ်မလုံးသေးဘူးပြီးတော့မှဒီပြတ်နေတဲ့တုံးလေးတွေကိုမလုပ်မလဲဆိုရင်ပေါ်ကိုကျွန်တော်တို့လင်းတဲ့ဘက်ကိုတုံးကိုကြည်ပြီးမယ်ဒါမှသာလည်းကျွန်တော်ဒါလေးကလုံးပြီးတော့ထွက်လာเนาะပို့ပြီးတော့လုံးရင်ကျွန်တော် shadow လေးနည်းနည်းပူရင်ဒါဆိုရင်ကျွန်တော်တို့လုံးပါတယ်เนาะပြီးရင်ကျွန်တော်ဒီအောက်ကနားလေးကိုဒါလေးကလည်းအဝိုက်လေးเนาะအဲ့တော့ shadow တွေအလင်းအမောင်လေးမှန်မှသာလည်းကျွန်တော်တို့ဒီတုံးတွေကလုံးတာဖောင်းတာအဲ့ဒါတွေကကျွန်တော်ပေါ်လိုက်မယ်နော်ဒီဒါနာနဂတ်ထိုင်နေနိုင်နတန်ပြီးလေးနော်အဲ့တော့ကျွန်တော်ဒီမှာတုံးလေးအရင်ဆုံးရင်းလိုက်တယ်ရင်းပြီးတော့မှကျွန်တော်အပေါ်ကိုတူတုံးလေးတွေပြည်သွားပြီးမယ်နော်ကျွန်တော်ဒီနားလေးမှာနားလေးအချိုင်လေးပါတယ်နော်အဲ့အချိုင်လေးကိုကျွန်တော်တုံးလေးနည်းနည်းယူလိုက်တယ်ယူပြီးရင်ဒီအပေါ်ဘက်ကိုပြည်မယ်နော်ပြီးရင်ကျွန်တော်ဒီအောက်ဘက်ကိုကြည့်မယ်ဒီလိုမျိုးလေးပေါ့နော်ဒါဆိုရင်ကျွန်တော်နားလေးရအောက်ပိုင်းလေးရပြီပြီးရင်ကျွန်တော်ဒီနားလေးမှာခက်လုံးလေးဖြစ်နေပြီတော့ကျွန်တော်တုံးလေးကိုပပလေးပဲလုံးပေးမယ်နော်ပြီးရင်ဒါလေးကိုဆွဲလိုက်ဒါဆိုရင်ကျွန်တော်နားရဲ့ပုံစံကိုကျွန်တော်တို့ရတယ်နော်ပြီးတော့မှဒီနားကိုကျွန်တော်ပို့ပေါ်လေးစင်ကြတယ်ဆိုရင်ကျွန်တော်နောက်ကစပင်ရှိတယ်အဲ့တော့ကျွန်တော်နံပါတ်အကြီးလေးနဲ့ line လေးတွေကိုစပင်ပုံစံလေးလိုက်ပြီးတော့ထည့်ပေးမယ်နော်သူရဲ့စပင်ရဲ့ပုံစံလေးတိုင်းနော်စပင်ပုံစံလေးတိုင်း shadow တော့ရင်းတယ်ဒါပေမဲ့သူကစာအုပ်နဲ့ရောသွားတယ်ဘေးဘက်ကိုပြေသွားတဲ့ပုံစံလေးတော့ဆွဲပြီးနော်ဒါဆိုရင်ကျွန်တော်နားကြီးနောက်ကအမဲကြီးကတက်ကြီးဖြစ်မနေတော့နော်နောက်ဆိုကျွန်တော်ဒီနားအမဲကြီးကတက်ကြီးဖြစ်နေမှာဆိုလို့
နာဒီလိုမျိုးလေးပြီးရင်ကျွန်တော်ဒီမှာနာအတီးလေးတက်လာနော်ဒီကောင်လေးမှလည်းတုံးပါတယ်အဲ့တော့ကျွန်တော်ဒါလေးကိုတုံးလေးပပလေးအရင်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်နားလေးကိုရပါပြီเนาะကျွန်တော်တီးရမှာအရင်ဆုံးဆွဲရမှာဘယ်လိုလဲမြင်းပြောင်းဆွဲမယ်เนาะမြင်းပြောင်းတစ်ချောင်းဆွဲမယ်ဆွဲပြီးသူ့ရဲ့ဘေးနားလေးနဲ့ဆောင်းလေးတစ်ချောင်းဆွဲလိုက်မယ်ဆွဲပြီးကျွန်တော်ဒီလိုမျိုးလေးဒီဘက်ကိုဆောင်းနေတယ်မြင်းလေးဆွဲလိုက်เนาะအပေါ်မြင်းလေးကနည်းနည်းရှိမယ်သုံးပုံလိုက်မယ်ပြီးကျွန်တော်နားလေးကိုဒီလိုမျိုးလေးကောက်လိုက်မယ်အဲဒီထဲမှာနားဒီအောက်ကနေစပြီးတော့ဒီထဲမှာသူ့ရဲ့နားရဲ့ပေးစီပုံစံမျိုးလေးနားလေးကရှိနေမှာเนาะပြီးတော့မှကျွန်တော်ဒီနား line ဆွဲမယ်เนาะဒီလို line ဆွဲလိုက်မယ်ဒီနားအဝိုက်လေးရှိမယ်ဒါလေးရှိမယ်ဒီကောင်လေးလိုသွားမယ်ဒီကောင်လေးကအောက်ကိုသွားမယ်ဒီနားရဲ့ကျွန်တော်ဒါ formation နားရဲ့ formation ပုံစံတိုင်းလေးဒီမျိုးလေးရှိနေတာပေါ့เนาะရမယ်เนาะအဲဆိုရင်ကျွန်တော်ဒါလေးကိုချက်လောက်ဆွဲပေးထားပါเนาะကျွန်တော်အိမ်စာလေးတွေပို့ပေးထားမယ်เนาะအဲ့ဒါလေးကိုချက်လောက်